မြန်မာတက္ကရာ1388ခုနှစ် တကြံနှစ်အခါသမယမှာ နှစ်ဟောင်းကစိတ်ပင်ပန်းမှုတွေအစင်မပြေမှုတွေကိုတကြံရည်နဲ့စေကြောပြီးတော့နှစ်သက်မှာကံကောင်းခြင်းကျမ်းမာခြင်းချမ်းသာခြင်းတွေနဲ့ပျော်ရွှင်ကြပါစေလို့ ပရိယအဖွဲ့သားတွေကနေပြီးတော့နှစ်သက်စုမကောင်းတောင်းပေးလိုက်ပါတယ်ရှင် ရှင်မချမ်းမြေ့ကြပါစေ